ကျလားအမဟိုတော့ကျဲ ဒီရက်တွေကတော့ဒွင်းသေးသေးပဲဒီကလည်းဒွင်းသေးဒီနေ့လည်းဒွင်းသေးရယ် ဒီမှာnet လက်ဆုံးမှာ ကဲဘယ်နဲ့မှထွက်လာမလဲဆိုတော့ကြည့်ကိုလိုစောက်ကြည့်ရအောင် ဖဲနင်းလက်ဖဲဒီလိုလုံးလို့ရတယ်ညကိုင်နဲ့ ညောင်းလင်းနေပြီနော်ဘယ်လောက်ထိဘယ်လောက်ထွက်လာပြီးတော့သူ့မှာဘယ်လောက်ပါမလဲဆိုညထွက်လာခဲ့တာနေငါတို့စော ဒီဘက်ချဲမှာနော်ဟိုတော့အရာပါတာတော့အစတည်းရ မပါဘူးလေဒီမှာသူကဟာသူအမြောင်းကသူ့ရှိပြီလားလေ အေးလေအဲ့ဒါပြောကိုကလိုက်ခွဲရုံပဲပေါ့ ခွဲတော့သူမျိုးအောင်ကုန်းဘောပေါ့တတော် လူစည်းထဲပြီ တတောင်း မဟုတ်ဘူးလေဝဲဒီနေ့လည်းကောင်းနေပြီထင်ပါတယ်ဝါပြက်မိုင်းပြောပါ ကောင်းလိုက်တာ ဟဲ့ကောင်းတယ်လားကလော်လိုက်ရုံပဲ ကောင်းလို့ ဒီစမောင်းတော့ကောင်းလိုက်တာမလေးဒီနေ့လည်းပြည့်စုံကုန်လုံးမှာပဲ ဒါအိမ်ပဲဝါမှာ အတွေ့မှာငါညနေစားရအောင်ပါလေအဲ့ဒါမျိုးတော့ဝါငါတို့ကငါနဲ့ကိုစားလိုက်ရည်ဒီကိုငါပြောမှာကောင်းမလေးမပါလာဘူးလို့ပြောလိုက်ခွဲကြဘယ်ဟာခွဲရမလဲဘယ်ဟာပြရမလဲတော့မသိခွဲနေကြလို့ခွဲလေ အာရောဒါယူလို့ သူထွက်လာတယ်သူဟေးသူလာနေပြီအမသူမသူ ထခွဲလို့ရတယ်ဒီနာအော်မရှိတော့ လေးမော်တမမ2500ပဲကြာအိုးဒီမှာအဲ့ဒါသူလို့ခေါ်ပါတယ်အဲ့ဒါသူလို့ခေါ်ပါတယ်တက်မောင်2500ကျပါတယ်ဂျာတာလေးကတော့အီးစိတ်နေပါတယ်ဘာလို့တိလဲဆိုဒီမှာကလော်တဲ့ဟာလေးတွေကိုစားကြည့်လိုက်တာပါ ရှိကြတယ်တော့ဟဲ့အိမ်မှာ ကဲစားပြတာတော့နှောက်မှလာပါမလား ကောင်းလိုက်တာဘယ်ကွယ်